14ရက်နဲ့20ထိဖြစ်တယ်ကိုဒီရဲ့အင်္ဂါတစ်ခုသေးရှိသည်မဟုတ်အများရှိသည်ဖြစ်၍ခြေကငါသည်ခြေမဟုတ်သောကြောင့်ကိုနဲ့မဆက်ဆိုင်မှုဆိုရင်ထို့သောဆိုသောကြောင့်မဆက်ဆိုင်သည်မှန်တော့နားကလည်းငါသည်မျက်စိမဟုတ်သောကြောင့်ကိုနဲ့မဆက်ဆိုင်မှုဆိုရင်ထို့သောဆိုသောကြောင့်မဆက်ဆိုင်သည်မှန်တော့ဒီကိုယ်လုံးနဲ့မျက်စိဖြစ်လျက်အဖြစ်လျက်ဘယ်သို့ကြားနိုင်မည်ဒီကိုယ်လုံးဒီနားဖြစ်လျက်ဘယ်သို့နမ်းနိုင်မည်ယခုမူကားဖျားသခင်သည်အလိုတော်ရှိသည့်အတိုင်းအင်္ဂါများအသီးတို့ကို၌စီရင်ခံထားတော်မူ၏ထိုမှတစ်ပါးအင်္ဂါပေါင်းတို့သည်အင်္ဂါတစ်ခုတည်းဖြစ်လျင်ကိုယ်သည်အဘယ်မှာရှိလိမ့်မည်ယခုတွင်အင်္ဂါများရှိလျင်ကိုယ်တစ်ခုတည်းရှိ၏ကျွန်တော်ချမ်းသာပြောနေတယ်ကျွန်တော်အားလုံးတွေဟာနော်အင်္ဂါချင်းဝင်ဖြစ်တယ်နော်ဒီလူမကောင်းလို့ဒီလူဖယ်လိုက်ရအောင်ဒီလက်ကချို့ရင်းနေလို့ဒီလက်ကိုဖယ်လိုက်ရအောင်ဆိုရင်တော့ကျွန်တော်တို့အင်္ဂါဟာစုံနေတဲ့အင်္ဂါဖြစ်မှာမဟုတ်ချို့တက်နေတဲ့အင်္ဂါဖြစ်တယ်နော်ကျွန်တော်တို့ထဲမှာပင်စရာတစ်ခုမှမရှိဘူးဖျားရှိတယ်ဒီနေ့ဒီမှာညီကိုတွေလည်းကျွန်တော်တို့ကြည့်ရအောင်ပြည့်စုံတဲ့လူတော့မရှိပါဘူးအားတဲ့လူတွေချုံရင်းတဲ့လူတွေကြီးပဲဒါပေမဲ့မင်းအားနဲ့လို့မင်းချုံရင်းလို့ဖယ်ထားရအောင်ဆိုတော့လုံးလုံးမရဘူးကျွန်တော်လုပ်ခဲ့ပြီးရှိတော့နော်အင်္ဂါမစုံနေတဲ့သူဖြစ်နေတယ်ကြည့်လို့မကောင်းဘူးဘုရားရှင်ကကျွန်တော်တို့ကိုဒီမှာလာပြီးတော့မှစုံနေစေတာလာပြီးတော့မှစုဝေးစေကျွန်တော်ဘုရားရှင်ရဲ့အကြံစီတော်ဖြစ်တယ်ဒီနေ့ကျွန်တော်ဘေးဝဲရာကလူတွေလက်ကိုကျွန်တော်တွဲထားရအောင်လက်တွဲရအောင်နော်ဒီနေ့ခင်ဗျားရဲ့ဘယ်ဘက်ညာဘက်မှာရှိနေတဲ့အပေါင်းအသင်းရဲ့အခက်အခဲတွေကျွန်တော်တို့မသိပါဘူးဒီနေ့သူ့မှာငွေကြေးခက်ခဲတော့လားနော်ကျမ်းမာရေးခက်ခဲတော့လားဒါမှဝိညာဉ်ရေးမှာအားနည်းနေတာလားဒါမှစိုးစမ်းနောက်ရှင်းချင်းခံရလို့ဟုတ်လားအလူလဲခံနေရတာလားကျွန်တော်မိတ်ဆွေတွေထဲမှာကျွန်တော်ပေါင်းတင်ထဲမှာရှိကောင်းရှိတယ်မှာရှိနေပါလိမ့်မယ်ကျွန်တော်တို့မသိနိုင်ဘူးဒီနေ့ကျွန်တော်တို့ညီကိုတွေအတွက်ကျွန်တော်ဆူတောင်းပေးရအောင်ဘေးကလူတွေအတွက်ကျွန်တော်ဆူတောင်းပေးရအောင်သူချွတ်ရင်းနေရင်ကျွန်တော်တို့ချွတ်ရင်းတာပဲဖြစ်တယ်သူချွတ်ရင်းနေကျွန်တော်တို့အင်္ဂါထဲမှာကိုယ်ခန္ဓာထဲမှာချွတ်ရင်းနေတာဖြစ်တယ်ဒီသူ့ကိုမေးစရာလည်းမလိုပါဘူးဒီဖျားရှင်လက်ထက်သူ့အတွက်အနံ့ရအောင်အာမင်ဆူတောင်းပေးရအောင်တယောက်တယောက်ချစ်ချင်းမြတ်တာပြရအောင်ကျွန်တော်တို့ဖျားရှင်ထဲမှာအင်္ဂါချင်းဝင်နေဖြစ်တယ်ဆူတောင်းပေးရအောင်သူ့ရဲ့လိုအပ်ချက်ဖျားရှင်လက်ထက်မှာအနံ့ရအောင်ဝေကြီးတော်၎င်းဒီလောင်ကြီးတော်၎င်းစိတ်ရှိမှန်းတာပါဒါမှမဟုတ်ဆုံးဆုံးဖြစ်ချင်းခံနေရတာလားဝိညာဉ်အားရင်းနေတာလားဖြစ်နေတယ်တော်တော်ဆူတောင်းပေးရအောင်ချင်းတဲ့တဲ့ဆူတောင်းပေးကောင်းချီးပေးရအောင်ဘုရားရှင်ရဲ့ပြန်တဲ့မှာဘုရားရှင်ရဲ့ဘုရားကြီးရဲ့ဒီကိုဖြစ်ပါလိမ့်ဆူတောင်းပေး